သို့တော်ကံကြမ္မာသည်သူမထင်ထားသည့်ထက်ပို၍ရက်ဆက်ခဲ့သည်ငွေမီဖျားဖြစ်သူကမူဝင်မဟုတ်တော့ဘဲမူရှိဖြစ်သွားခဲ့သည်ဒါပေမဲ့ရလက်ကတော့တူညီနေစေဖြစ်သည်မင်းလဲငါရှာနေတဲ့သူမဟုတ်ပြန်ဘူးငွေပရီဤအေးဆက်သောစကားတန်နှင့်အတူမူမျိုးရိုးတစ်ခုလုံးထပ်မံတုတ်တင်ခံလိုက်ရပြန်သည်အဲ့ဒီအချိန်မှာပဲမူဝင်နားလည်သွားခဲ့သည်ပြဿနာကငွေမီဖျားဖြစ်တဲ့သူမှမဟုတ်ဘူးငွေပရင်ရှာနေတဲ့သူကိုမတွေ့သေးတာပဲဖြစ်တယ်ဒါကြောင့်တတိယအကြိမ်ပြန်လည်မွေးဖွားလာချိန်တွင်သူမပထမဆုံးမေးမိသောမေးခွန်းတစ်ခုရှိခဲ့သည်ငွေပရင်ကုရှိရဲ့ကတကယ်ဘသူကိုရှာနေတာလဲဒီမေးခွန်းရဲ့အဖြေကိုရှာမတွေ့နိုင်ရင်မူမျိုးရိုးတစ်ခုလုံးထပ်မံပျက်စီးသွားရအောင်မည်ဖြစ်သည်ရွေးချယ်ပွဲကျင်းပဖို့9ရက်တာကျန်တော့သည်မူဝန်သိထားတာကတော့ဒီတစ်ခါသူမမှာအမှားလုပ်ခွင့်လုံးဝမရှိတော့ဘူးဆိုတာပဲဖြစ်သည်အဲ့ဒီအချိန်မှာပဲမူဝန်နဲ့မူရှိတို့ရဲ့စုံစမ်းမှုကအရေးကြီးတဲ့လျှို့ဝှက်ချက်တစ်ခုကိုဖော်ထုတ်နိုင်ခဲ့တယ်ငွေပရင်ရှာဖွေနေတဲ့သူဟာသူတို့နှစ်ယောက်ထဲကတယောက်မဟုတ်ဘူးမူအိမ်တော်ရဲ့ထင်းတိုက်မှာအလုပ်လုပ်နေတဲ့ငွေနဲ့ကျမလေးဝန်ယိုဖြစ်နေခဲ့တာပဲဒီသတင်းကိုကြားလိုက်ရချိန်မှာမူဝန်တောင်အံ့ဩသွားခဲ့တယ်ဝန်ရိုဟာမူအိမ်တော်ကကောက်ယူမွေးစားထားတဲ့ကျမလေးတယောက်မဟုတ်ဘူးသူဟာမူအကြီးကဲရဲ့သမီးရင်းဖြစ်နေခဲ့တယ်လွန်ခဲ့တဲ့90ခန်းကမူအကြီးကဲဟာငွေတောင်းကိုအနီးတစ်ဝိုက်ကိုစစ်ဆေးဖို့သွားရင်းမတော်တဆကူအတွင်းပြုတ်ကျသွားခဲ့တယ်အဲ့ဒီမှာနှစ်ပေါင်းများစွာတယောက်တည်းကျင့်ကြံနေတဲ့ငွေနဲ့အမျိုးသမီးတယောက်နဲ့တွေ့ဆုံခဲ့ပြီးနောက်ပိုင်းမှာဝန်ယိုမွေးဖွားလာခဲ့တာဖြစ်တယ်ဒါပေမဲ့ဒီအမှန်တရားကိုဘယ်သူမှမသိခဲ့ကြဘူးဝန်ယိုရဲ့အမေဟာပန်းပြာရောင်ဝတ်စုံကိုအမြဲဝတ်ဆင်တတ်ပြီးကိုတင်းရင်နှံကလည်းတစ်ခွရက်နှံတင်းနေတတ်တယ်ဝန်ရိုဟာလည်းသူ့အမေလိုပဲငယ်စဉ်ကတည်းကပန်းပြာရောင်အဝတ်တွေကိုဝတ်ဆင်တတ်ပြီးကိုပေါ်မှာတစ်ခွရက်နှံတင်းနေတတ်ခဲ့တယ်အဲ့ဒီတဲလွန်စတွေကိုဆက်ဆက်ကြည့်လိုက်တဲ့အခါမူဝန်တို့အားလုံးယုံကြည်သွားခဲ့ကြတယ်ငွေပရင်ရှာနေတဲ့သူဟာဝန်ယိုပဲဖြစ်ရမယ်ဒီတစ်ခါတော့အမှားမရှိနိုင်တော့ဘူးလို့ထင်ခဲ့ကြတယ်